Hello အားလုံးပဲမင်္ဂလာပါသူဆောင်ဖြစ်ပါတယ်ဒီနေ့ကတော့မီနင်းလေးတင်တော့ပေးမှာပါမီနင်းလေးတွေမှာ2မျိုးရှိပါတယ်မြန်မာစာတို့အင်္ဂလိပ်စာတို့မှာရှိတယ်မလားနာမည်မှန်သမျှအကုန်လုံး noun လို့ခေါ်ပါတယ်လိပ်ပြားတို့တခွားသီးတို့မြေခွေးတို့ရေဒီယိုတို့ဒါတွေအကုန်လုံးကိုနံလို့ခေါ်တယ်နော် noun နဲ့ပတ်သက်တဲ့မီနင်းလေးတွေဒီနေ့တင်တော့ပေးပါမယ်နောက်တစ်ခုကသွားဒီလာဒီစားဒီအဲ့ဒါတွေကိုကျတော့ကရိယာလို့ခေါ်ပါတယ်ဒီ2မျိုးလေးသိထားရင်ပဲရပါပြီဒီနေ့လေးတွေစူးစမ်းပြီးလိုက်ဆိုရမယ်နော်စူးစမ်းပြီးလိုက်ဆိုပေးပါအာဒီဘက်ကဟာကို e r e r e ကလေး r e r e ဆိုတာဘာလဲကလေးနောက်တစ်ခုဒီတစ်ခုမှတ်မိလားနာဘီနာဘီလိပ်ပြနာဘီလိပ်ပြလိပ်ပြကိုကိုရီးယားလို့ဘယ်လိုထွက်မလဲထွက်ကြည့်ပါဦးကဲနောက်တစ်ခုဒါလေးကို o ဒီဘက်က e OE တခွာတီ OE တခွာတီနောက်တစ်ခုရှိရမောနောက်ကရီမောရီဖြည်းဖြည်းချင်းတည်သွားပေးမယ်နော်မောရီကောင်းသူ့ဂျပန်လို့လည်းတချို့ကခေါ်ကြတယ်အဲ့တော့နှစ်ခုလုံးမှတ်ထားပါမောရီကောင်းဂျပန်နောက်တစ်ခုပထမပါလာလဲဦးနောက်တစ်ခု u နွားနို့နွားနို့ဓမ္မပါလာလဲဒါနောက်တစ်ခုရီဒါရီခြေထောက်သူတဒါလို့လည်းမှတ်လို့ရတယ်နော်တဒါဒါရီခြေထောက်နောက်တစ်ခုယောဦးမြေခွေမြေခွေနောက်တစ်ခုရာဒီယိုရေဒီယိုကဲဒါဆိုရင်ပြန်လိုက်ဆိုကြည့်မယ် RE ကလေးနာဘီလိပ်ပြာ OE တခွာတီမောရီတပင်ကောင်းဦးနွားနို့ဒါရီခြေထောက်ယောဦးမြေခွေအဒီအိုရေဒီယိုနောက်ထပ်ကြည့်မယ်နော်ကာရဲ့စုရဲ့ပေါင်းမယ်ကာစုအဆိုတော်ဖီအာနိုပီယာနိုနောက်တစ်ခုအာကီကလေးငယ်နောက်တစ်ခုထိုကီယုံရမယ်နော်ဒါလေးတွေနောက်တစ်ခုအိုရီဘဲကိုရီအမီဒိုကာလန်နောက်တစ်ခုကြီးကဲဟင်းရီစုပြုတ်နောက်တစ်ခုဂူဒူရှုဖနက်ကဲဒါဆိုရင်ပြန်လိုက်ဆိုပါဦးကာစုအဆိုတော်ပီယာနိုအာကီကလေးငယ်တိုကီယုံအိုရီဘဲကိုရီအမီဒိုကာလန်ကြီးကဲဟင်းရီစုပြုတ်
ကူဒူရှုဖနက်နည်းနည်းတော့များပါမယ်အရင်တစ်ခါလေးတွေကိုမှတ်မိအောင်လို့ရေးထားပေးရပါကဲဒါဆိုပြန်လိုက်ဆိုမယ်ခိုနှာခေါင်းခိုနှာခေါင်းနောက်တစ်ခုမိုးကြားအုတ်ထုတ်မိုးကြားအုတ်ထုတ်ထားဂျိုငက်ကလအုပ်ထားဂျိုငက်ကလအုပ်အာဘောကြီးအဖေဒါတွေကတော့ကီဒရာမာကြည့်ရင်ကြားဘူးတယ်မလားအာဘောကြီးအမောနီတို့ကဲပါနောက်တစ်ခုဖိုဒိုစပစ်တီအော်မောနီအမောနီအမေဟိုဆူအိုင်ရေကန်ဟိုဆူရေကန်ဟိုဆူအိုင်ရေကန်ဟယူတီရှူနောက်တစ်ခုဂီရှာယထာပြန်လိုက်ဆိုကြည့်မယ်နော်ခိုးနှာခေါင်းမိုးကြားအုတ်ထုတ်ထားကျိုးငကလအုပ်အာဘကြီးအဖေဖိုဒိုစပစ်တီအမောနီအမေဟိုဆူရေကန်ယူကြီးတချူဂီရှာယထာဒါလေးတွေကြက်ရပါမယ်အားလုံးပဲမရှင်းတာရှင်းလာမေးလို့ရပါတယ်ကဲဒီနေ့တော့ဒီလောက်ပါပဲ